သူကတော့ကန်ကောင်းလိုက်တာဆိုတဲ့စကားကစူးစမ်းမှုမရှိသူတွေရဲ့လက်သုံးစကားတစ်ခုပါကျွန်တော်ရဲ့လုပ်ငန်းခွင်တစ်လျှောက်မှာအောင်မြင်မှုဆိုတာထီပေါက်တလို့ကြပန်းဖက်လာတာတစ်ခုမှမတွေ့ဘူးအောင်မြင်မှုတိုင်းဟာစနစ်တကျဒီဇိုင်းဆွဲထားတဲ့ project တစ်ခုရဲ့ရက်လက်တွေပဲကန်တရားကိုစုံဆိုင်နေတာကနေကန်တရားကိုဖန်တီးသူဖြစ်လာဖို့ဒီ strategy framework ကိုသုံးပါတစ်ပန်းတိုင်သင်ပေါကိုကန်ကောင်းကျင်တာလဲအတိအကျသတ်မှတ်ပါရီမန်းချက်မရှိတဲ့သူအထက်ဘဲအခွင့်အရေးကမှကန်ကောင်းခြင်းလို့မထင်ပါဘူးမုံဝါတဲ့ပန်းတိုင်တွေကမုံဝါတဲ့အခွင့်အရေးတွေကိုပဲဆွဲဆောင်တယ်သင်က data science major မှာထိတ်တန်းဖြစ်ရမယ်ဆိုတဲ့ high definition vision ရှိရင်ပညာတော်တင်စုခေါ်တာ project အသစ်တွေပေါ်လာတာ mentor ကောင်းနဲ့တွေ့တာတွေအားလုံးကသင်အတွက်ကန်လို့မြင်လာလိမ့်မယ်သင်ရဲ့ vision ကသင်ဖန်ဆိုးရမယ့်ကန်ကိုအထီးပဲဖွင့်ဆိုပေးတယ်နှစ်အတန်အစေကန်ကိုစောင့်ကြည့်နေခြင်းကအကီးဆုံးရန်လိုပဲလူအများစုရဲ့အကီးမဆုံးကြရှုမှုကအချိန်ကောင်းလူမှန်အခွင့်အရေးကောင်းကိုစောင့်နေတာပဲဒါဟာဗျူဟာပိုင်းဆိုင်ရာအမှားတစ်ခုပါဒီလိုထိပေါက်ကန်ဆောင်တဲ့စိတ်ကတင့်ရဲ့အလားလာအားလုံးကိုတပ်ပစ်တယ်အောင်မြင်မှုဆိုတာတင့်စီကိုရောက်လာမှာမဟုတ်ဘူးတင်ကသူ့စီကိုတွားယူရမှာဗျူဟာတင့်ရဲ့ leg surface area ကိုချက်ထွန်းပါကန်ဆိုတာဖြစ်ရတစ်ခုမဟုတ်ဘူးချက်နိုင်ခြေတစ်ခုပဲထက်မြက်တဲ့သူကအဲ့ဒီဖြစ်နိုင်ခြေကိုတမနီးတွေမြင့်တင်လေဘလို့လဲ skill တိစောက်ခြင်းတင်ပိုတိုလေအခွင့်အရေးတွေကတင့်ကိုပိုမြင်လေပဲ network ချက်ထွန်းခြင်းတင်ပိုလူတိလေတဲ့အချက်လက်နဲ့အခွင့်အလမ်းတွေတင်စီစီးဝင်ဖို့လမ်းကြောင်းပိုများလေ action ယူခြင်းတင်ပိုစ조사လေတင်ပိုအလုပ်လုပ်ပြလေကန်တရားကတင့်ကိုလာခောက်ဖို့မျက်နှာပြင် area ပိုကျက်လာလေပဲစိတ်ပန်မှာပဲရထားတဲ့တင်ပေါ်ကဘယ်တော့မှလေကောင်းမရော့မှာမဟုတ်ဘူးအကောင်အထည်ဖော်ခြင်းနေစဉ်စ조사မှုကကန်ကိုတန်လိုက်လို့ဆွဲတယ်ကန်ကောင်းမှုလို့မြင်ရတဲ့ရုပ်တရက်အောင်မြင်မှုအများစုကတကယ်တော့နေစဉ်မပြတ်လွတ်ကန်ခဲ့တဲ့ဘယ်သူမှမမြင်တဲ့စ조사မှုတွေရဲ့အသွတ်အဖြစ်ရက်လက်တွေပဲတင်နေ့တိုင်းခုတ်ကြည့်တဲ့တင်နေ့တိုင်းစားဖတ်တဲ့တင့်ရဲ့အရေးချင်းကို 1% တိုးတက်အောင်လုပ်တယ်အဲ့ဒီလုပ်ရက်တွေကတင့်ကိုအချိန်တိုင်းနေရာမှန်ကိုအလိုလိုရောက်သွားစေတယ်လူတွေကကန်ကောင်းလို့ဂိုးသွင်းသွားတယ်လို့ပြောတဲ့ကန်ချက်ကတင့်အကျဉ်ထောင်လိကျင့်ထားတဲ့ကန်ချက်ပဲအပြောင်းလဲလိုခြင်းတခါတလေမှာကန်ဆိုတာမမျော်လင့်နဲ့ပေါ်လာတဲ့အခွင့်အရေးတလေးတစ်ခုကိုမြင်တတ်ဖို့ကိုယ့်ရဲ့မူလအစီအစဉ်ကိုလျင်မြန်စွာပြောင်းလဲ pivot လုပ်နိုင်စွမ်းပဲပြင်ဆင်ထားတဲ့စိတ်ကကြော့ပန်းဖြစ်ရတစ်ခုကိုအနှောင့်အယှက်လို့မမြင်ဘူးယူဟာလမ်းကြောင်းတစ်ခုအဖြစ်ရှုမြင်တယ်ပြင်ဆင်မထားတဲ့လူတွေကဒါကိုကန်တယ်လို့ပြောချိန်မှာ strategist တွေကအခွင့်အရေးလို့ခေါ်တယ် the learning engine ပညာသင်ယူခြင်းကပြင်ဆင်မှုရဲ့အမြင့်ဆုံးပုံစံပဲသင်ပိုသင်ယူလေတခြားသူတွေမမြင်တဲ့အခွင့်အရေးတွေကိုသင်မြင်လာလေပဲပညာသင်ယူခြင်းကသင်ကိုထီထိုးသူဘဝကနေထီတိုင်းဖွအောင်ပြောင်းလဲပေးတယ်သင်ကန်တရားရဲ့စီမင်းတွေကိုလိုက်ပါကစားရသူမဟုတ်တော့ပဲကို့အတွက်အယူတိုင်းဖြစ်စေမဲ့ကစားမေးကိုကိုယ်တိုင်ပုံဖော်သူဖြစ်လာတယ် your next move ကန်တရားကိုမဆောင်ပါနဲ့သင်ရဲ့စ조사မှုပြင်ဆင်မှုတွေနဲ့ကန်တရားကသင်ကိုမရှာဘဲမနေနိုင်အောင်ဖန်တီးလိုက်ပါ